ဟယ်လိုအားလုံးပဲအဆင်ပြေကြရတာဗျာဒီနေ့28ရက်နေ့လှုပ်သွားတဲ့ငလျင်ကကျွန်တော်တို့ကြုံမှုတဲ့ကာလတစ်လျှောက်မှာအတိုင်းအတာကတော်တော်လေးများတယ်နော်တော်တော်လေးပြင်းတယ်အဲ့တော့အခု online မှာငလျင်လှုပ်ရင်ဘယ်လိုနေဆိုပြီးတော့လမ်းညွှန်ချက်တွေကတော့အများကြီးရှိနေပါပြီအဲ့တော့ကျွန်တော်တို့ကနားဆင်သူတို့အတွက်ကို information overload ဖြစ်သွားမှာဆိုလို့လူတို့ရှိအချက်လေးတွေကိုပဲဒီမှာပြောသွားပါမယ်ဒီတော့ကျွန်တော်တို့ကဒီကနေ9ရက်တွင်းတော့သတိထားပြီးတော့နေထိုင်ရအောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာကကြတော့လူတို့ရှင်ဒီလမ်းညွှန်ချက်ကိုမျှဝေတဲ့အချိန်မှာတိမှတ်လွဲတဲ့ဟာကိုမျှဝေတဲ့အချိန်မှာတကယ်တော့ကျွန်တော်တို့မှာကမလင်းလို့ရင်အခြေအနေက3ခုပဲ category ခွဲလို့ရပါတယ်အဲ့ဒါဘာလဲဆိုတော့ indoor outdoor နဲ့ကားထဲမှာဖြစ်ပါတယ်နံပါတ်1အိမ်ထဲမှာရှိနေရဆိုရင်ခိုင်တဲ့တစ်ခုခုအောက်ကိုဝင်နေပါခိုင်တဲ့တစ်ခုအောက်ဆိုတော့ကျွန်တော်ပြောချင်တာကခိုင်တဲ့ဥစ္စာမျိုးအိမ်မှာမရှိရင်အိမ်မှာဆိုဖာတို့စတီတို့ဘေးနားမှာရှိတဲ့အဲ့လိုမျိုးတစ်ခုခုကိုပြိုကျမယ်ဆိုရင်ဒီ space ကိုပေါ့ဂျားထဲမှာကပ်ဖြစ်နေမယ့်နေရာလေးဖြစ်ဖို့အတွက်ကိုအဲ့နေရာဘေးနားမှာနေပြီးတော့ဝတ်နေပါခေါင်းကိုတစ်ခုခုနဲ့ဖုံးတာပါနောက်တစ်ခုကကြတော့ဒီစပွဲကုန်ရှိရင်တော့အကောင်းဆုံးပေါ့နော်အလုံးဝအဲ့လိုမျိုးတန်မာတဲ့စပွဲကုန်တွေပါရှိတယ်ဆိုရင်တော့ခိုင်တဲ့စပွဲကုန်တွေပါရှိရင်တော့အဲ့စပွဲကုန်အောက်ကိုဝင်ပြီးဝတ်နေပါအရေးကြီးဆုံးကတော့ခေါင်းကိုကျွန်တော်တို့တစ်ခုခုနဲ့ cover လုပ်ထားပါအိမ်မှာဆိုင်ငယ်အုပ်ထုပ်ရှင်ဆိုင်ငယ်အုပ်ထုပ်ဆောင်းတာပါနောက်တစ်ခုကကျတော့ဒီခေါင်းမှာပေါ့နော်ဘာမှမရှိဘူးဆိုကျွန်တော်တို့ခေါင်းကိုလက်နှစ်ဖက်နဲ့နားလေးကာဗာလေးလုပ်ပေးထားပါကိုခေါင်းကိုပေါ့နော်အကယ်၍အပြင်မှာရှိနေတယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ high readings တွေနဲ့မြန်မာပြည်မှာဆိုရင်တော့ဒီပြိုကျနိုင်တဲ့ buildings အမျိုးသားစောက်ဦးမျိုးဆိုပေါ့နော်အဲ့ကအဝေးကိုသွားမယ်အချိန်ရတယ်ဆိုရင်နောက်ပြီးတော့အပင်တွေရဲ့အဝေးသွားမယ်ရေးကြည့်တော့မီချိုးတွေရဲ့အဝေးပေါ့နော်အဲ့လိုမျိုး open space အဲ့တော့ကိုကဒီအပြင်ကိုသွားပြီဆိုတဲ့ဟိုကအကယ်၍ဒီ9ရက်အတွင်းမှာငလျင်လုပ်တယ်ဆိုရင်နှလုံးရှင်းရှင်းထားပြီးတော့ငါဘယ်ဘက်ကိုတော့သွားရင်တော့ okay ရဆိုတာမျိုးကိုတော့တစ်ချက်တော့တွေးပြီးထားပါအဲ့လိုမျိုးကိုက open space ကိုသွားဖို့အတွက်ကို chance ရှိနေတယ်ဆိုရင်တော့မှပဲကြည့်ရမှာကလူတွေနဲ့တိုက်မိမဲ့အခြေအနေတခုကိုလည်းကြည့်ရမှာဖြစ်ပါတယ်အဲ့ဒါကတော့သတိထားရမယ့်အချက်တွေပေါ့နောက်တစ်ခုကကျတော့အဲ့လိုလူတွေနဲ့တိုက်မိမဲ့အခြေအနေကလည်းရှိတာကိုသတိထားရမယ်နောက်တစ်ခုကကျွန်တော်တို့ကထုံးစံတိုင်းကျွန်တော်တို့ရဲ့ခေါင်းကိုပေါ့နော်ဒီလိုမျိုးလက်နှစ်ဖက်နဲ့ခေါင်းကိုကင်ပြီးတော့ကိုရှီကာကွယ်ထားပေးပါအကယ်၍ကျွန်တော်တို့ကကားထဲမှာရှိနေဆိုရင်တော့ဒီလိုမျိုးတရားပိုင်းမဖြတ်ခင်ဆိုရင်တော့တရားမရောက်ခင်မှာပဲရက်လိုက်ပါဘေးနားကိုဖူးလို့ပါပေါ့နော်ဘေးနားကိုလမ်းဘေးချရက်လိုက်ပါအဲ့ဘေးပတ်လည်မှာထုံးစံတိုင်းနဲ့ကျွန်တော်တို့အတွက်highway လမ်းမှာရှိနေတော့ကောင်းတာပေါ့နော်အကယ်၍ building အမြင်ကြီးပါပြီးရှိရဆိုအဲ့ building အမြင်ကြီးပါတဲ့အဝေးမှာပဲနေပါဒါကတော့ကျွန်တော်ညဝင်ကျတဲ့လူတိုရှင်းပါပဲဒီအခြေအနေ3ခုကိုပဲခေါင်းထဲမှာမှတ်ပြီးဆိုရင်တော့ တကယ် panic ဖြစ်မလင်လို့တဲ့ခါကျရင် panic မဖြစ်ဘဲနဲ့ဒီအယိုးရှင်းဆုံး3ခုပဲမှတ်ပြီးတော့ကိုဘယ်နေရာမှာရှိလဲဆိုတာ indoor နဲ့ outdoor လာကားထဲမှာရှိလဲဆိုတာကိုအခြေအနေကိုခွဲခြားပြီးကိုလှုပ်ဆောင်ရရှိတာကိုတတိချာလေးလှုပ်ဆောင်သွားရုံပါပဲဒီချိန်မှာကျွန်တော်ပြောချင်တာက panic ဖြစ်နေတယ် panic ကကျွန်တော်တို့ရဲ့အသက်ကိုမကယ်နိုင်ပါဘူးအဲ့တော့နုံနုကြကြနဲ့ကျွန်တော်တို့လှုပ်ရှားရှိတာကိုလုပ်ပါကျွန်တော်တို့ကအရေးဒီတစ်ခါတောက်တိုင်းလက်တစ်ခါဖြတ်ကူတိုင်းအသက်တစ်ခါရှူတိုင်းကျွန်တော်တို့ကတကယ်တော့အသက်ရှင်ဖို့အတွက် risk ယူနေရတာဆိုတဲ့အတွက်ကိုငကိုတွေက risk တွေကနေရာတိုင်းမှာရှိနေပါတယ်ကျွန်တော်ပြောနေတာသေဖို့ chance ရခိုင်တော့ပါနော်ရှိနေတဲ့အတွက်ကိုpanic ကျွန်တော်တို့ဒီချိန်မှာ panic ဖြစ်နေတာကျွန်တော်တို့အတွက်ကိုဘလို့မှအဆင်ပြေတဲ့ကိစ္စမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့တကယ်အသက်ရှင်နေတယ်ဆိုကျွန်တော်တို့က panic ဖြစ်မဲ့အစားကိုစိုးရင်ပူပန်ကြောင်းကြပြီးတော့ဖြစ်နေမဲ့အစားကိုတုံမိပါဝေဖြစ်နေမဲ့အစားကိုကျွန်တော်တို့ရတဲ့အချိန်တွင်းမှာ action ယူပြီးတော့လုပ်စရာရှိတာကိုလုပ်မှသာကျွန်တော်အသက်ကိုကယ်တင်နိုင်မှာပါအဲ့တော့ငလင်းလောက်တာရက်သွားပြီဆိုတာနဲ့ကျွန်တော်တို့ကကိုလည်းပေးခင်တယ်လုံးဝထိမိခိုက်မှုမရှိဘူးဆိုရင်တော့ကိုတေချာခေါင်းအထူးသဖြင့်ပေါ့နော်ကိုမြင်ရတဲ့ခေါင်းကိုတေချာကြည့်ပါထိမိခိုက်မှုမရှိဘူးဆိုရင်သူများတွေကိုကူညီပေးပါအဲ့ဒါကိုလည်းကိုအတွက် safe ဖြစ်ပြီဆိုမှပဲလုပ်ပါနောက်တစ်ခုကကြတော့နောက်တစ်ချိန်မလုပ်သေးဘူးပေါ့နော်ဒီကြားထဲလဲသွားလို့လာလို့အဆင်ပြေရဆိုရင်ကိုကထားပါတော့indoor မှာရောက်နေရဆိုရင်လည်းဒီ open space ကိုထွက်ပေးပါပေါ့နော်open space ကိုထွက်ပေးထားပါတော့အဲ့မလုံးမကျွတ်နေရမှာရှိနေဆိုရင် open space ကိုပြောင်းနေပါပြီးတော့ဒီအဆောက်အဦကလည်းပြီးတော့ကိုအိမ်တော့အဆောက်အဦထဲမှာရှိနေလို့အဆောက်အဦကပျက်စီးနေရဆိုရင်လည်း open space ကိုထွက်ပေးပါပေါ့လေသူကကြတော့နောက်တစ်ချိန်ထပ်ပြီးတော့လှုပ်ဖို့အတွက်လှုပ်ချင်လဲလှုပ်နိုင်တဲ့အတွက်ကိုစိတ်ကိုနုံနုံကြားနေပြီးတော့တခုခုဆိုရင်အာဖတ်တလဲဖြက်လဲရှိဖို့အတွက်ကိုနုံနုကြားလေးနေထိုင်ပေးပါဒီမှာလုံးဝ critical ဖြစ်တဲ့ reminder ကတော့အခုချိန်မှာ elevator ငလင်းလုံးနေတဲ့အချိန်နဲ့ဒီ9ရက်အတွင်းမှာဖြစ်နိုင်ရင်တော့ elevator ကိုရှောင်ပေးပါelevator မသုံးပါနဲ့ပြီးတော့ဒီလိုမျိုး draw frame တွေကြားထဲမှာမနေပါနဲ့ draw frame တွေကြားထဲမှာဆိုတော့ဒီကပောင်တွေကြားတဘောပေါင်းတွေနောက်အောက်မှာမရက်ပါနဲ့
နောက်ပြီးတော့နောက်တစ်ချိန်ငလျင်ကလှုပ်နိုင်တဲ့အတွက်ကိုကျွန်တော်တို့ကနုံနုကြကြနဲ့တတိရှိရှိနေထိုင်ပါတခုခုဆိုရင်လှုပ်ရှားဖို့အတွက်ကိုပြင်ဆင်ထားပါဒါပါပဲကျေးဇူးပါ